င်္ဂလာပါရှင်ခုဆိုရင်ကစုံဦးစနွဲမကင်းလေးကိုပြုလုပ်ပြသွားမှာပဲဖြစ်ပါတယ်ရှင်ရှင်ဆုံးကစုံဦး90သားကိုပြုတ်ပြီးတော့ဒီကြိတ်မယ်ပေါ့နော်ကြိတ်တော့ကြိတ်ပါမယ်ကြိတ်ပြီးလို့ရှင်တော့ဒီအကောင်လုံးပေါင်ကျမကတော့ပေါင်ပစ္စည်းတွေအကောင်လုံးကိုထည့်ပြီးတော့ရောမှွေလိုက်ပါတယ်ဒီမှွေမဲ့စလုံးထဲကိုထည့်မယ်ပေါ့နော်ကစုံဦးကိုဟုတ်ကဲ့စုံကိုမှွေမဲ့စလုံးထဲကိုထည့်ပါတယ်ပြီးဆိုလို့ရှိရင်တော့400 ml အုံတို့ထည့်ပါတယ်အုံတို့400 ml ထည့်ပါတယ်လို့ရှိရင်တော့ဒီနှိုးစိမ်းကိုကြတော့200 ml ထည့်ပါတယ်နှိုးစိမ်း200 ml ပါတခြားထည့်ပါတယ်တခြားကို200 gram ထည့်ပါတယ်နောက်ထောပတ်ကို30 gram ထည့်ထားပါတယ်ရှင်ထောပတ်30 gram ပါပြီးလို့ရှိရင်ဂျုံရွှေကြီးမှုန့်ကိုကျွန်မ2ထုပ်သုံးပြထားပါတယ်ပြီးရင်တော့ကျုံနှလုံးထည့်ပါတယ်စားနေငယ်ထည့်ပါတယ်ပြီးတော့စီထည့်ပါမယ်ရှင်စီကိုကြတော့ဟင်းသီးဟင်းရဲ့စီကိုထမင်းစားစွန်းနဲ့လေးစွန်းထည့်ပါတယ်ရှင်ပြီးရင်အကောင်လုံးကိုတမအောင်မှွေပါမယ်ကျုပ်ခောက်တာတော့ပြီးတော့မှွေပါမယ်ရှင်အားလုံးကျင်းနေပြီဆိုရင်တော့ဒီဖုတ်မဲ့ဘန်းပေါ့နော်ကျမတို့ဒီမှာကဲမုတ်မိုတွေကိုတုံးထားပါတယ်ဖုတ်မဲ့ဘန်းကိုဒီထောပတ်တုပ်ပြီးတော့မုတ်သားတွေကိုထည့်ပါတယ်ကျမရဲ့ကဲမုတ်မိုက9လက်မပေါ့နော်9လက်မကဲမုတ်မို2လုံးနဲ့ဒီ9လက်မကဲမုတ်မို1လုံးစပစ်တီးကြောင့်လေးကိုလည်းကျမထည့်ထားပြီးတော့မှွေထားပါသေးတယ်ဟုတ်သားထဲမှာပေါ့နော်ဒါတော့9လက်မမို့ပေါ့နော်ကိတ်မို့ဖေးသားတွေကိုထောပတ်စီတုပ်ပြီးတော့ထည့်ပါတယ်ရှင်ပြီးတော့နှမ်းနဲ့လေးဖြိုးလိုက်ပါတယ်အာဗန်ကိုပူပေးထားတဲ့အရှင်ဆုံးပူပေးထားတယ်ပေါ့နော်200 ဒီဂရီနဲ့မိနစ်30ဖုတ်ပါမယ်ရှင်ခုဆိုရင်တော့ရှားပြီပေါ့နော်မိနစ်30ပြည့်သွားတဲ့အခါကျတော့ဒါကတော့ကျမမေအရင်လောက်ထားတဲ့ဟာပါမလှီးရသေးတဲ့အချိန်นี้ပေါ့နော်ကျမတို့အိမ်မှာပဲအလွယ်တကူလှုပ်ရှားတာဖြစ်တဲ့အတွက်ကြောင့်မလို့အမှားပါရှိလို့ရှင်လည်းခွင့်လွှတ်ပေးအောင်နော်